ယနေ့ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာဆွေးမြင်းနေတဲ့စကားလေးတစ်ခုရှိပါတယ်။အဲ့ဒီရဲ့စကားကတော့ကိုတော်ရဲ့ကောင်းမြတ်တဲ့ပြန်လင်းကြည့်လိုက်တိုင်းမှာကိုတော်ကျေးဇူးအမြဲပြုခဲ့ဆိုတဲ့အဲ့ဒီရဲ့ဝန်ခံချက်လေးပဲဖြစ်ပါတယ်။ဒီရဲ့ရိုးရှင်းတဲ့စကားစုလေးကကျွန်တော်တို့ရဲ့ယုံကြည်ခြင်းလမ်းခီးမှာအလွန်ပင်တန်ဖိုးရှိတဲ့အမှန်တရားကိုဖော်ပြနေတာဖြစ်ပါတယ်။ကျွန်တော်ရဲ့ဘဝခီးလမ်းကဘလောက်ပဲခက်ခဲပင်ပန်းစေကမူဘယ်လိုမျိုးစိန်ခေါ်မှုတွေကြုံတွေ့စေကမူကျွန်တော်တို့ရဲ့အတိတ်ကိုပြန်လဲကြည့်လိုက်တိုင်းမှာဖျားခင်ရဲ့ကောင်းမြတ်ခြင်းနဲ့ကျေးဇူးတော်ကထင်ရှားစွာရှိနေတာကိုကျွန်တော်တို့ပြန်ပြီးတော့မှမြင်တွေ့ရမှာဖြစ်ပါတယ်အခက်အခဲများကြားထဲမှာကူညီမဆခဲ့ခြင်းတွေကျွန်တော်ဝမ်းနည်းပူဆွေးနေတဲ့အခါမှာနှိမ့်သိမ့်ခဲ့ခြင်းတွေအားနည်းနေတဲ့အချိန်မှာခွန်အားဖြည့်တင်ပေးခဲ့တဲ့အရာတွေဒီအရာမှာကိုတော်ရဲ့ကျေးဇူးတော်ကကျွန်တော်တို့နဲ့အမြဲအတူရှိနေခဲ့တာဖြစ်ပါတယ်။တမန်ကျမ်းစာမှာလည်းဖျားသခင်ရဲ့ကောင်းမြတ်ခြင်းနဲ့ကျေးဇူးတော်အကြောင်းကိုများစွာမှတ်တမ်းတင်ထားတာကိုလည်းကျွန်တော်တို့တွေ့ရပါတယ်။ထိုနည်းတူစွာစာလံဆရာကလည်းထာဝရဘုရားဒီကောင်းမြတ်တော်မူ၏ကိုတော်၏ဂရုဏာတော်ဒီအစဉ်မြဲတည်၏ကိုတော်၏တစ္ဆာတော်ဒီမျိုးမျိုးအဆက်ဆက်တို့၌တည်ရှိ၏ဆိုပြီးတော့မှတရားခုမြောက်တော်စာလံအပိုင်ငယ်9ထဲမှာရေးသားထားတာကိုလည်းကျွန်တော်တို့တွေ့ရပါတယ်ဒီစကားတွေကကျွန်တော်ရဲ့အသက်တာထဲမှာယုံကြည်ခြင်းတွေကိုခိုင်ခန့်စေပြီးတော့မှဘုရားသခင်ပေါ်မှာကျွန်တော်တို့ပို့ပြီးတော့မှကိုးစားတက်ဖို့ရန်အတွက်နိုးစွန်နေတာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့အနာဂတ်ကိုမသိနိုင်ပေမဲ့လည်းကျွန်တော်ရဲ့အသိကိုပြန်ပြီးတော့မှလဲကြည့်ခြင်းအပြင်ဖျားသခင်ကကျွန်တော်တို့အတွက်အစဉ်မြဲကောင်းမြတ်တော်မူတယ်ဆိုတာကိုကျွန်တော်တို့သိနိုင်ပါတယ်ကိုတော်ကမပြောင်းမလဲတဲ့ချစ်ခြင်းမေတ္တာနဲ့ကျွန်တော်တို့အပေါ်မှာအစဉ်မြဲချစ်နေတဲ့ဖျားသခင်ပဲဖြစ်ပါတယ်ထိုနည်းတူစွာနောင်ကာလလာမိအချိန်များစွာမှလည်းကျွန်တော်တို့ကိုထပ်ပြီးတော့မှချစ်ပြီးတော့မှကျေးဇူးပြုနေဦးမှာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ချစ်တော်ညီကိုမောင်မများကျွန်တော်တို့ရဲ့ဘဝခီးလမ်းမှာအားငယ်စိတ်သက်ကြနေတဲ့အချိန်တွေရှိကောင်းရှိမှာဖြစ်ပါတယ်။အဲ့လိုမျိုးအချိန်တွေမှာကျွန်တော်ရဲ့အသိကိုပြန်လဲကြည့်လိုက်ပါ။ဘုရားသခင်ကကျွန်တော်တို့အတွက်ဘလောက်ထိကောင်းမြတ်ခဲ့တယ်ဆိုတာကိုတတိယအောင်မိပါ။အဲ့ဒီအောင်မိခြင်းကကျွန်တော်တို့အတွက်ခွန်အားအသစ်ကိုပေးပြီးတော့မှကျွန်တော်တို့လာမယ့်နေ့ရက်တွေမှာကျွန်တော်တို့ရှောက်လန်းနိုင်ဖို့ရန်အတွက်ရွှေလင်းသားကဲတို့အတောင်ကိုအတစ်ပြုပြင်ပြီးတော့မှခွန်အားအသစ်နဲ့ပြန်လဲရုံထနိုင်မှာဖြစ်ပါတယ်။အဲကြောင့်မလို့ကိုရောရဲ့ကောင်းမြတ်တဲ့ပြန်လဲကြည့်လိုက်တိုင်းမှာကိုရောကျေးဇူးအမြဲပြုခဲ့ဆိုတဲ့ဒီရဲ့ဝန်ခံချက်ကကျွန်တော်ရဲ့နှလုံးသားထဲမှာအမြဲတမ်းဆွဲနေဖို့ရန်အတွက်ဖြစ်ပါတယ်။ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းနဲ့ကျေးဇူးတော်ကကျွန်တော်ရဲ့ဘဝအသက်တာတစ်လျှောက်လုံးမှာလမ်းပြခြေကဲ့သို့ဖြစ်ပါစေဆိုပြီးတော့မှဒီစကားလေးနဲ့အားလုံးကိုဝေမျှပေးချင်တာဖြစ်ပါတယ်အားလုံးပေါ်မှာဖျားခင်ဆက်ပြီးတော့မှကျေးဇူးပြုပါစေ